你也不被呀，本来偏今年这没那个一偏开呗没，你干这嘛个了？这茶你也没事。你也阿妹有大不啥个？给老板今年的没那个也说阿妹当然嘛不好过。ဘာလို့ကျမမဖြစ်လာနိုင်တာ ကြီးမြတ်တဲ့မွေးနဂါးကြီးရဲ့စွမ်းအားနဲ့သူတွေပဲကောင်းပေါ်မှာနေတာဒီလိုအားတင်စရာအနည်းနဲ့မွေးဖွားလာပြီးမြဲဒီရိုးရှင်းတဲ့ခန္ဓာကိုယ်မှာပိတ်မိနေတယ်အဲ့ဒါကျမပဲကြီးမြတ်တဲ့မွေးနဂါးကြီးရဲ့စက္ကန့်ကလေးရပဲစဉ်းစားစမ်းနောက်ဆုံးတော့လေဒါတွေကတော်တော်လေးအသုံးဝင်တာပဲလာရှုံးမိပြီပဲ老板今年的这个也说阿妹当然了。